ခုခေတ်ကလေးတွေဘာကြောင့်တင်ချာကြောက်နေကြတာလဲဟုတ်ပါတယ်ခုခေတ်ကလေးတော်များများဟာဆိုလို့ရှိရင်တင်ချာပါတာကိုအရန်ပဲကြောက်ကြတယ်တင်ချာဆိုရင်မတင်ကျင်ဘူးပေါ့နော်အဲ့ဒါဘာကြောင့်လဲဆိုရင်အခြေခံ concept တွေကိုမသိဘဲနဲ့နောက်တစ်ဆင့်ကိုတန်းတင်လိုက်တာကျွန်တော်တို့တွေကဒီ grade 1 grade 2 grade 3မှာဆိုလို့ရှိရင်သူတို့မှာအပေါင်းအနှုတ်အမြောက်အစားဆိုပြီးတော့အခြေခံတွေသင်ရတယ်အခြေခံတွေမပိုင်နိုင်ခဲ့ဘူးဆိုရင်နောက်ထပ်ဆက်တက်မဲ့ grade 4 grade 5တွေအစင်းမြင့်သင်ချာတွေကိုဆက်လက်သင်ယူတဲ့အခါမှာပို့ပြီးတော့ကလေးတွေကိုအခက်အခဲတွေ့စေတယ်ငငယ်လေးကလေးကသင်ချာ concept အခြေခံတွေကိုမသိတဲ့ကလေးတွေဟာဆိုလို့ရှိရင်ပို့ပြီးတော့သင်ချာကိုကြောက်လာတယ်ဘာဓာကြီးကိုမရတော့ဘူးသင်ချာကအရင်မဲ့ကြောက်စရာဘာသာကြီးပါဆိုပြီးတော့သူတို့ရဲ့စိတ်ထဲမှာထင်သွားစေရဖြစ်ပါတယ်နောက်တစ်ခုကဘာလဲဆိုရင်အမားလောက်ရင်စုခန်းရတာတချို့ဆရာမတွေဆိုရင်သင်ချာသင်နေနဲ့နင်ဓာလေးတောင်မသိဘူးလားဓာလေးတောင်မတွတ်တတ်ဘူးလားဓာလေးတောင်မလုတ်တတ်ဘူးလားဆိုပြီးတော့စုခန်းရတယ်စုခန်းရတဲ့အခါမှာသူ့မှာတိမ်ငယ်စိတ်ဝင်သွားပြီးတော့သင်ချာဘာသာမှာအရန်ကိုကြောက်သွားတာဖြစ်ပါတယ်ဒီပု္ပ္ပာကဘာကြောင့်ဒီလိုလောက်ရတာလဲဘာကြောင့်ပေါင်းရတာလဲဘာကြောင့်မြောက်ရတာလဲဘာကြောင့်စားရတာလဲဆိုတော့မတင်မဲနဲ့နော်အပေါင်းသင်ခန်းစာမို့လို့ပေါင်းလိုက်တယ်အနှုတ်သင်ခန်းစာမို့လို့အနှုတ်ခမ်းမို့လို့နှုတ်လိုက်တယ်အမြောက်ခမ်းမို့မြောက်လိုက်တယ်ဆိုတဲ့ပုံစံမျိုးသင်တာမျိုးမဟုတ်ဘဲနဲ့ဘာကြောင့်ပေါင်းရတာလဲဘာကြောင့်နှုတ်ရတာလဲဘာကြောင့်မြောက်ရတာလဲဘာကြောင့်စားရလဲဆိုတဲ့ why question တွေဆိုတော့ကျွန်တော်တို့မေးဖို့လိုအပ်တယ်နောက်တစ်ခုကဘာလဲဆိုရင်တင်ချာကိုပြင်ပဘဝနဲ့ချိတ်ဆက်ပြီးတော့သင်ပေးရမယ်ကလေးတွေရဲ့အတွေးမှာငါတို့သင်နေတဲ့တင်ချာဘယ်နေရာမှာအသုံးဝင်တာလဲဆိုပြီးတော့တွေးတတ်ကြတယ်ဆရာမတွေအနေနဲ့ကဒီတင်ချာဟာနေ့စဉ်လူမှုဘဝမှာဘယ်နေရာမှာအသုံးဝင်တယ်ဆိုတဲ့အကြောင်းကိုတင်ချာရဲ့အသုံးဝင်ပုံတင်ချာရဲ့အရေးပါပုံအကြောင်းတွေကိုရှင်းပြထားမယ်ဆိုရင်ကလေးတွေတင်ချာကိုပို့ပြီးတော့စိတ်ဝင်စားလာမှာဖြစ်ပါတယ်နောက်တစ်ခုကကျတော့တင်ချာပုံကိုကလေးတွေစိတ်ဝင်စားတာတင်ချာဆရာမတယောက်ဟာဆိုလို့ရှိရင်တခြားဘာသာတွေထက်ကလေးတွေစိတ်ဝင်စားအောင်လုပ်ဖို့အတွက်အရန်အခက်ခဲဆုံးဘာသာဖြစ်တယ်ကျွန်တော်တို့ငယ်ငယ်တုန်းကလည်းတင်ချာဘာသာသင်ပြီဆိုလို့ရှိရင်ပြင်းနေရပေါ့နော်အဲကြောင့်မို့လို့တင်ချာဘာသာကိုသင်တဲ့အခါမှာစာအုပ်နဲ့ white board နဲ့ black board နဲ့အဲ့ဒါလေးပဲသင်တာမျိုးမဟုတ်ဘဲနဲ့ဘယ်လိုမျိုး activity လေးတွေထည့်ပြီးတော့သင်ပေးမှလဲဘယ်လိုမျိုး game လေးတွေထည့်ပြီးတော့သင်ပေးမှလဲဆိုတော့ကလေးတွေအတွက် activity လေးတွေစဉ်းစားပေးဖို့လိုအပ်မှာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့သင်ချာကိုသင်တဲ့အခါမှာ level အလိုက်သင်ပါနော် English မှာလည်းသူ့ရဲ့ level အလိုက်ရှိသလိုမျိုးသင်ချာမှာလည်းသင်ချင်တိုင်းသင်လို့မရဘဲနဲ့သူ့ရဲ့ level အလိုက်ရှိတယ် for ဥပမာအနေနဲ့ပြောမယ်ဆိုရင်လွယ်ကူတဲ့ပု္ပ္ပာလေးကနေစမယ်လွယ်ကူတဲ့ပု္ပ္ပာလေးကစပြီးနည်းနည်းအနေတော့ medium ပု္ပ္ပာလေးပေါ့နော်အလယ်လက်ခတ်တဲ့ပု္ပ္ပာလေးနဲ့တွက်မယ်ပြီးတော့မှခက်ခဲတဲ့ပု္ပ္ပာတွေကိုတွက်မယ်နှစ်ချုပ်ပြောချင်တာကကလေးတွေကိုသင်ချာသင်တဲ့အခါမှာအခြေခံ concept တွေကိုပိုင်နိုင်အောင်သင်ပေးရမယ်နောက်တစ်ခုကကျတော့အလွတ်ကြက်တာကိုပဲအာယုံမဆိုင်ဖဲနဲ့ဆွေးနွေးမှုတွေကိုပြုလုပ်ခိုင်းရမယ်ဘလို့လောက်ပါဆိုပြီးတော့သင်ကြားတာမျိုးထက်ဘာကြောင့်ဒီလိုမျိုးတွက်ရတာလဲဘာကြောင့်ဒီလိုမျိုးပေါင်းရတာလဲဆိုတော့ကလေးတွေကို why question တွေမေးပြီးတော့သင်ပေးဖို့လိုမယ်နံပါတ်3အချက်ကကြတော့နေ့စဉ်ဘဝနဲ့ချိတ်ဆက်ပြီးတော့သင်ရမယ်ဥပမာဆိုလို့ရှိရင် area ပု္ပ္ပာတွေဟာဆိုလို့ရှိရင်ဘယ်လိုနေရာတွေမှာအသုံးချလို့ရတယ်ဆိုတဲ့အကြောင်းတွေကိုကလေးတွေကိုရှင်းပြပေးမယ်ဆိုရင်ကလေးတွေပိုစိတ်ဝင်စားလာမှာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ပုံနှိပ်စာအုပ်နဲ့ white board black board ကိုပဲသုံးတာမျိုးမဟုတ်ဘဲတခြား game တွေ activity တွေနဲ့သင်ပေးမယ်ကလေးတွေပြိုင်ဆိုင်မှုတွေကိုလုပ်ပေးမယ်ဆိုလို့ရှိရင်တော့ကလေးတွေသင်ချာကိုပို့ပြီးတော့စိတ်ဝင်စားလာမှာသိကြပါတယ်အားလုံးပဲဒီဗီဒီယိုလေးကိုကြည့်သွားတဲ့ကြောင့်မို့ကျွန်တော်ရဲ့အကြံဉာဏ်လေးတွေအကျိုးရှိမယ်လို့ထင်ပါတယ်အကျိုးရှိတယ်ဆိုရင်တော့ like and comment လေးပေးခဲ့ပြီးဖို့ဖိတ်ခေါ်အပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ